အော်တော့ finance Netflix ကတပေါက်ပဲကြည့်ရမှာ bro နော်အဲ့မှာလဲ Andrew ချိန်နေကြည့်နောက်မှာကား finance လက်မရခင်မှာ Sands နဲ့ပြန်ဝင်လိုက်မှာ captain ကော Winter Crown ခဲလိုက်မှာ Ruby offer အပြုတ်လိုက်ကြီးပါလာတာအဲ့မှာ HYV တန်းတည်သွားတယ်မှာအားလုံးနေလဲဒီတစ်ခါမှာလုံးဘက်ကတော့မရှိတော့ဘူး sorry okay 3កောင်မျက်စိတမိတ်တွင်းမှာ Ruby ရဲ့ offer လေးကနေပဲပြန်ပေးလိုက်တာဆိုတော့ပွဲမပြီးသေးဘူးညီကိုနေအားချောင်းလို့မရသေးဘူး Gifan လည်းအကွက်တွေတော့ရှိတယ် guys ပေါ်တော့မေကပြန်ပေးထားတာဆိုတော့အရင်ကြီးတော့အမှန်တိုင်းပြော Gifan အချိန်နေမကောင်းချမယ်ဆိုခုချမှရမှာမဟုတ်လိမ့်စီးတော့မယ်ဟာလော်ကြီးကိုပြေးဖို့ပလိုက်ပါတယ်တဲ့ကဲဆိုတော့ဒီဘက်ကတော့ပြန်ပြီးတော့အဲ့လိုမျိုးဖြစ်ခွင့်ပေးမှာမဟုတ်ဘူးလော်ရိုက်တဲ့ဒန်နဲ့တော့ quick second ကတော့ PY နဲ့မှတော့ Grenivia ဘတ်လိုင်းတွေကဟုတ် Violent Winter Crown Upwine Flicker ခုံသွားသေးတယ်နောက်ဆုံးမှာ Upwine နေနဲ့ Emu လေးမှာ3ဝင်ရဝိုင်းမှာတော့ Andrew တကောင်ပြစ်ချခံလိုက်ပြီမှာတစ်ဖက်မှာလည်း Make it တဲ့ပြန်ပတ်ဝိုင်းနဲ့ HYV ရဲ့ damage ကြောင့်မှာ Blind တကောင်မှာတေဝိုင်းမှာ Make it ကိုထပ်မှန်ပြီးတော့ဂျာညက်တက်ပေးထားတယ် Cast တကယ်ကောင်းတဲ့ performance ဟိုဘက်မှာတော့ Crystal တို့တော့ Creo နဲ့တူပဲပြေးချိုးသွားနေတယ် Naviဂိမ်းတော့မတူးမှလည်းထမ်းမှန်ပြီးတော့နိုင်ရရှိသွားရင်းနဲ့ပဲ2 သည်ဆိုရဲ claim swing နဲ့အမတ်တွေကိုတော့အပြည့်ယူဆောင်သွားခဲ့ပြီပဲဖြစ်ပါတယ် W Navi in the chat